တိုင်းရင်းသားလူမျိုးများအချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရန်နဲ့ပြည်ထောင်စုစိတ်ဓာတ်များပုံမိုခိုင်မာလာစေရန်ရည်ရွယ်ပြီးတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရဲ့ကြီးကြပ်မှုတိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုဦးစီးဌာနရဲ့စီစဉ်မှုဖြင့်နဝမအကြိမ်နေပြည်တော်လေးလာရေးခရီးစဉ်အဖြစ်တိုင်းဒေသကြီးပြည်နယ်များမှတိုင်းရင်းသားလေးလာရေးအဖွဲ့ဝင်များနေပြည်တော်သို့ရောက်ရှိလာကြပြီဖြစ်ပါတယ်။သတင်းအပြည့်အစုံကိုသတင်းတောက်မမြင့်မြင့်ဦးကဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။နေပြည်တော်အတွင်းရှိအထင်ကြီးနေရာများသို့လေးလာရေးခရီးစဉ်အဖြစ်လာရောက်လည်ပတ်ကြတဲ့ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတို့မှာတိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုအသင်းအဖွဲ့တို့မှာအဖွဲ့ဝင်36ဦးနဲ့အုပ်ချုပ်သူ9ဦးစုစုပေါင်း42ဦးတို့ဟာဇွန်လ3ရက်နေ့နေ့လယ်ပိုင်းကနေပြည်တော်သို့ရောက်ရှိလာကြပြီပဲဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ပြည်ထောင်စုစိတ်သက်ခိုင်မြဲဖို့ပေါ့နိုင်ငံတော်ရဲ့မူဝါဒဖြစ်တဲ့ဒိုးတော်ဝင်ရေသုံးမောက်အခြေခံတဲ့ပြည်ထောင်စုမပြိုကွဲရေးတိုင်းသားစီလုံးညွှန်မပြိုကွဲရေးနဲ့အချုပ်ချာအာဏာတည်မြဲခိုင်မြဲရေးဆိုတဲ့အချက်ကိုကျွန်တော်တို့ကပေါ်ဆောင်တဲ့အနေနဲ့တိုင်းဒေသကြီးပြည်နယ်အနှံ့မှာရှိတဲ့တိုင်းရင်းသားအချင်းချင်းတယောက်နဲ့တယောက်နဲ့ဒီအမြင်ချင်းဖလှယ်နိုင်မှုချစ်ကြည်ရင်းနှီးဖို့ဆိုတဲ့အပိုင်းကိုကျွန်တော်တို့ကပေါ်ဆောင်ပြီးတော့ဒီတိုင်းရင်းသားကိုယ်စားလှယ်တွေကိုကျွန်တော်တို့ကနေပြီးတော့လာရောက်ပြီးတော့ဖိတ်ကြားပြီးတော့ထင်ကြီးရနေရာတွေကိုကျွန်တော်တို့ကလိုက်လံပြသခဲ့တာဖြစ်ပါတယ်ဒီအချိန်နဲ့ဆိုရင်ကျွန်တော်တို့ကအစီအစဉ်ကဒါ9ချိန်မြောက်ရှိဖြစ်ပါတယ်ကျွန်တော်ဒီတိုင်းဒေသကြီးပြည်နယ်တွေကနေပြီးတော့ကျွန်တော်တို့ကကိုယ်စားလှယ်ပေါ့နော်တိုင်းရင်းသားစာပေရင်းမှုဒါအသင်းဖွဲ့တွေကကိုယ်စားလှယ်ဒါ4ယောက်3ယောက်တချို့တိုင်းဒေသအတူရန်ကုန်တို့မန္တလေးကြတော့နေများတာပေါ့12ယောက်13ယောက်ပါတယ်အားလုံးပေါင်းကျွန်တော်တို့က40ကျော်ပေါ့ကျွန်တော်တို့ဝန်ကြီးဌာနကဒီလိုက်လံပို့ဆောင်မဲ့လူတွေဒါကြိုဆိုတဲ့လူတွေအားလုံးပေါင်းကျွန်တော်တို့50ကျော်60လောက်တော့ဖြစ်သွားမဲ့သဘောရှိပါတယ်ကျွန်တော်တို့ဒီဦးစီးဌာနအနေနဲ့ဒီလေးလိုက်ရေးဖွဲ့ဝင်တွေကိုပေါ့ဇွန်လ4ရက်နေ့နဲ့5ရက်နေ့မှာ2ရက်ခွဲပြီးတော့နေပြီးတော့တဝမ်းမှာရှိတဲ့ထင်ကြီးရနေရာကိုပို့ဆောင်ဖို့ရှိပါတယ်ဒါပထမဆုံးအနေနဲ့ကျွန်တော်တို့မာယာဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ဒါလွတ်တော်3ရက်ရဲ့သူရဲကောင်းစစ်တီပိမှန်လေကွင်းတော်အပန်းပြေစခန်းတတတတဟမဟာဘောဓိစေတီတော်ဒါဗုဒ္ဓဂါယမြမတန်နဲ့ရုံးမြင့်တန်ကြားတက်ကုန်းရဲ့စစ်သမိုင်းပြတဲ့တွားရောက်ပြီးတော့ဒါလေဘက်စီမှာဖြစ်ပါတယ်ပထမဆုံးတိုင်းသားစာပေနဲ့ယဉ်ကျေးမှုအဖွဲ့တွေကိုဒါကျွန်တော်ပထမဆုံးလာရောက်ပါဝင်ဖြစ်တာဖြစ်ပါတယ်ခင်ဗျနေပြည်တော်မှာရှိတဲ့အထင်ကြီးရနေရာတွေပေါ့နော်မာရာဝီစီယာဖေအားရဲ့နောက်ပြီးလို့ရှိရင်စစ်သမိုင်းပြတတ်ရဲ့ပြီးလို့ရှိရင်လေခွင်းတောင်တွေရဲ့လဲပတ်စရာစုံလင်တဲ့နေရာတွေအားလုံးကိုလိုက်လံပို့ဆောင်ပေးမယ်လို့သိရပါတယ်ခင်ဗျဒီမှာပါဝင်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေလူငယ်တွေကြားကျွန်တော်တို့ချစ်ခင်ရင်းနှီးမှုတွေကြားကြမယ်အတူတကွဒီကမ်ပလေးတစ်ခုထဲမှာနေကြမယ်ဆိုတော့အများကြီးချစ်ခင်ရင်းနှီးမှုရပြီးတော့မိတ်ဆွေတစ်တွေလည်းတိုးလာမယ်အချင်းချင်းဘာမဆိုလိုအပ်တာကိုညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီးတော့ကျွန်တော်တို့ဖျော်ဖြေဖို့တွေလည်းရှိပါတယ်တိုင်းသားရုံးမှာပေါ့နော်တိုင်းသားလေးလာရေးဖွဲ့ဝင်များဇွန်လ4ရက်နေ့နဲ့5ရက်နေ့တို့မှာနေပြည်တော်ရှိအထင်ကြီးနေရာများဖြစ်တဲ့မာရာဝီစီယာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်ပြည်ထောင်စုလွတ်တော်သူရဲကောင်းစစ်တီဗိမာန်လေဝင်းနာပန်းပြေစကန်တတတတဟမဟာဘောဓိစေတီတော်မြမအတန်နဲ့ရောမြင့်တန်ကြားစစ်သမိုင်းပြတိုက်များသို့တွားရောက်လည်ပတ်ကြမှာဖြစ်ကြောင်းသိရပါတယ်။ကျွန်မမြင့်မြင့်ဦးပါရှင်။